မင်းတို့လည်းခင်ဗျာဒီနေ့တော့ကျွန်တော်ကခစ်ပြိုင်နိုင်ငံရေးပေါ့အင်္ဂလိပ်လိုတော့ contemporary politics ပေါ့နော်အဲ့ဒါလေးအကြောင်းပြောပြချင်တယ် Welcome to BYN channel BYN channel ကနေကြိုဆိုပါရရှင်ဗီဒီယိုလေးတွေကိုပြန်လဲမျှဝေတင်ဆက်ပေးလိုက်ပါရရှင်အဲ့တော့ဘယ်ချိန်ဘယ်ခါမှပဲဖြစ်ဖြစ်နိုင်ငံအစိုးရတွေရောပြည်သူတွေကိုသူ့ရဲ့အဆင့်နဲ့တူတော့ခစ်ပြိုင်နိုင်ငံရေးဆိုတာကိုသူကသိအောင်လေ့လာဖို့လိုတယ်ဗျခစ်ပြိုင်နိုင်ငံရေးကိုသိရမယ်အကဲဖြတ်နိုင်ရမယ်ဓမ္မသာလေးရင်သူကမိမိနိုင်ငံဘယ်လိုရပ်တည်မလဲဘယ်လိုလုပ်မလဲဆိုတာကိုသူကအဖြေတခုထုတ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတမိုင်းကျောင်းမှာခစ်ပြိုင်နိုင်ငံရေးကိုသူကနည်းနည်းလေးတိမှုအားနည်းခဲ့တယ်လို့ပြောလို့ရတာပေါ့နော်တိမှုအားနည်းခဲ့တယ်လို့ပြောလို့ရတယ်ဒါအလောင်းဖျားကဲ့တော်လည်းအလောင်းဖျားကဲ့မို့လို့တန်တမလေးလာတယ်ဆိုတဲ့အခါမှာကျွန်တော်တို့ဘက်ကနည်းနည်းလေး ignore လုပ်တာပေါ့နော်အဲ့တော့ကိုလာလင်းအကြီးမြတ်ဆုံးလို့ထင်တာကိုဒါပေမဲ့လည်းဒီ19ရာစုလုံးမှာဥရောပနိုင်ငံတွေကစက်မှုဒေါ်လာရေးဖြစ်ပွားပြီးတော့မှစက်မှုဒေါ်လာရေးနဲ့အတူတူစက်မှုဖွံ့ဖြိုးလာတဲ့အခါမှာကုန်ကျန်းတွေလိုတယ်ကုန်ကျန်းတွေဖြန့်ဖြူးဖို့လူနေရာတွေလိုတယ်ဆိုတဲ့အခါမှာသူကိုလိုနီတွေချက်ထွင်နေဆိုတာကိုကျွန်တော်တို့ကောင်းကောင်းကြီးမေးစားမိခဲ့ကြဘူးပေါ့နော်အဲ့တော့ဒီလိုနဲ့ပဲဒါအင်္ဂလိပ်မြန်မာပထမစစ်ဖြစ်တယ်ဒုတိယစစ်ဖြစ်တယ်ဒါတွေကတကယ်တမ်းပြောရင်အင်္ဂလိပ်ဆိုကနေဖြစ်တယ်တော့မဟုတ်ဘူးပြဘုံဝေပါမှာတကုံလေးကိစ္စတွေပါညာနေဖြစ်တဲ့ကိစ္စတွေမှာကအရှိဣသရိယကုမ္ပဏီဆိုတာနဲ့ပဲဖြစ်တာပဲအဲ့တော့ဘာပဲပြောလေးဒါတွေအတိတ်မှာပြီးခဲ့ပြီပေါ့အင်္ဂလိပ်မြန်မာဒုတိယစစ်ဖြစ်ပြီးတဲ့အချိန်မှာတတိယစစ်ဆိုတာကအချိန်မီဖြစ်လာနိုင်တယ်ဆိုတာကိုကျွန်တော်တို့အဲ့ချိန်မှာအကဲဖြတ်နိုင်ကြပါလိမ့်မယ်အကဲဖြတ်နိုင်ကြတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကဒီကိစ္စကိုကျွန်တော်တို့ကtackle ပေါ့နော်မကြော်လွှားနိုင်ဘူးပေါ့မကိုင်တွယ်နိုင်ဘူးပေါ့ကျွန်တော်တို့ပြင်သင်းတဲ့ဆက်သွယ်ရအောင်လုပ်တယ်ဒါပေမဲ့လည်းဂျားထဲမှာအဖြတ်ခံရတာရှိတယ်ဆိုတဲ့အခါကျတော့ပြင်သင်းတယ်လည်းကောင်းကောင်းအခုကြီးဆက်သွယ်မရခဲ့ဘူးပေါ့အဲ့တော့စက်မှုနိုင်ငံဖြစ်အောင်ကျွန်တော်တို့ကလုပ်တယ်စက်ရုံအလုပ်ရုံ40လောက်ကျွန်တော်တို့ထောင်ခဲ့တယ်ရေမှုဘုံတွေကျွန်တော်တို့တီထွင်ခဲ့တယ်ဒါပေမဲ့ရေမှုဘုံမအောင်မြင်ခဲ့ဘူးပေါ့တချို့ကလည်းထင်တာပေါ့ရေမှုဘုံကြီးဒါဆက်ထွင်လို့ရှိရင်တော့အင်္ဂလိပ်မြန်မာတတိယဆင်မှာကျွန်တော်တို့နိုင်မယ်လို့ထင်တာအဲ့လိုတော့မဟုတ်ဘူးဗျအဲ့တော့တကယ်တမ်းပြောလို့ရှိရင်တော့သူတို့ကထင်တာကအင်္ဂလိပ်က AR မြေကျောင်းနိုင်ပဲတက်လို့ရတယ်လို့သူထင်တာလေ AR မြေကျောင်းမှာတက်လို့ရေမြုပ်ဘုံနဲ့တိုက်ခိုက်မယ်ဆိုတာကိုကျွန်တော်ကရေပုံအဖြစ်လက်ခံပါတယ်ဒါပေမဲ့လည်းကြီးကျောင်းကလည်းတက်လို့ရတယ်လေကုန်းကျောင်းကလည်းတက်လို့ရတယ်လေကုန်းကျောင်းကတက်လို့ရလို့ရှိရင်တော့လေရှင်းပြလို့ရှိရင်လက်နဲ့အင်အားစစ်အင်အားရှင်းလို့မရတာပဲကျွန်တော်တို့ဘယ်ခံနိုင်မလဲဒါကိုလည်းသူကရေမြုပ်ဘုံမထွန်းနိုင်မလုံနိုင်လို့ပဲကျွန်တော်တို့ကတတိယသိရှုံးလို့ပြောလူတွေကပြောကြတာပေါ့ဗျာနော်အကြောင်းရှာကြတာပေါ့ဒီလိုမဟုတ်ပါဘူးအဓိကခစ်ပြနိုင်ငံရေးကိုသိနေဖို့လိုတယ်ဆိုတာဒါလေးကိုကျွန်တော်တင်ပြချင်တာပါကျေးဇူးတင်ပါတယ်